အားလုံးမင်္ဂလာပါ Football Chapter ကြိုဆိုပါဒီတစ်ခေါက်လည်းထုံးစံအတိုင်းကမ္ဘာဖလားအကြောင်းပဲပြောอ่ะဒီတစ်ချိန်တော့ဘယ်တော့မှ short မတော့ရအောင်လုပ်ခဲ့တဲ့အသင်းတစ်သင်းအကြောင်းပြောရအဲ့ဒါကတော့မော်ရိုကိုအသင်းဗျမှတ်မိသေးရဲ့2022ကမ္ဘာဖလားမစခင်ဒီဘောလုံးလီးကျန်ကြီးကသူတို့ရဲ့ prediction တွေလုပ်တယ်ပေါ့သူဒီ command ချက်တွေလုပ်တဲ့အချိန်မှာအဲ့မှာအများနဲ့မတူတမူထူးတဲ့ E2 ကမော်ရိုကိုစီမီတက်မယ်ဆိုပြီးခံမယ်ပြီးတော့ချန်ပီယံကြတော့သူ့နိုင်ငံကင်မရွန်ကိုရွေးသွားတယ်အဲ့တော့ဘောလုံးပရိသတ်တွေက E2 ကတော့လာနောက်နေရဆိုပြီးပြောခဲ့ကြတယ်တကယ်ဘသူမှလည်းမော်ရိုကိုကိုစီမီတက်မယ်ဒီစီမီတက်ဖို့မပြောနဲ့တချို့ဆိုအုပ်စုကျုံမယ်လို့မထင်ခဲ့တကယ်လဲကန်ရောမော်ရိုကိုကတကဘာလုံးအန်အားတင်အောင်လုပ်ခဲ့တကယ်လဲကစားပုံတော်တော်လေးကောင်းခဲ့တယ်အဲ့နောက်ပိုင်းဒီကဘာဖလားပြီးတော့ပေါ့ဒီမော်ရိုကိုပို့ပြီးအာယုံဆိုင်လာကြတယ်ပြီးခဲ့တဲ့အာဖရိကဖလားပြိုင်ပွဲမှာတော့ဒီ final ထိတက်ခဲ့စီနီဂေါကနိုင်သွားခဲ့တယ်ဒါပေမဲ့ပွဲပြီးမှဆောက်သနာဘောင်းဆောင်တက်ပြီးအာဖရိကဘောလုံးဖွဲ့ချုပ်ကဒီမော်ရိုကိုအနိုင်ပေးလိုက်တယ်အဲ့မှာဘောလုံးပြည်သက်တွေကြားထဲမှာမော်ရိုကိုကချင်ပတ်အောင်ဖြုတ်သွားသေးရပေါ့ဒါနဲ့မော်ရိုကိုဘောလုံးဖွဲ့ချုပ်ကရှာတဲ့ပြဿနာဆိုတော့အသင်းနဲ့တော့တိတ်မဆိုင်ဘူးအဲ့တော့အပိုလီလောက်ပြီးပြောမနေတော့ဘူးဆိုတော့ဒီလက်တလောခြေစမ်းပွဲတွေကြည့်ရရင်ပါရာဂွေးကိုနိုင်ထားတယ်နော်ဝေးကိုတည်ရကြရဆိုတော့မစိုးဘူးလို့ပြောလို့ရတယ်သူတို့ရဲ့ဒီကမ္ဘာဖလားဝင်ပြိုင်မဲ့လူစင်းကိုကြည့်ရင်ဂိုးသမားဘိုနိုနောက်တန်းမှာဆိုဟာကီမီမာဇာရိုီနောက်ခရစ္စတယ်ပဲလစ်ကလူငယ်ကစားသမားဒီချက်တီရိုနောက်ဖူဝမ်ကဒီယော့ပွင့်လန်မှာဆိုအမရာဘတ်နောက်ရိုမာကအယ်အာနိုဝီနောက်စတူကတ်ကအယ်ခါနိုစီယနောက်ဂျီရိုနာကအိုနာဟီရဲ့နောက်ထပ်ကတော့လူငယ်ကစားသမားတွေကိုရွေးလာအဲ့ဒီမှာတော့ Brahim Diaz တို့နောက် El Khabi တို့နောက် Sunderland က Telby တို့ပါတယ်ဆိုတော့တောက်တင်းတဲ့အစုအဖွဲ့လို့ပြောလို့ရတယ်။ကဲဒါဆိုသူတို့ရဲ့ကမ္ဘာဖလားခီးလန်းကြောင်းကြည့်လိုက်ရအောင်။မော်ရိုကိုကအုပ်စု C မှာ Brazil, Haiti, Scotland တို့နဲ့တအုပ်စုတည်းကြာနေတယ်။ပထမဆုံးပွဲကဒီ Brazil နဲ့ပွဲအားလုံးလည်းတည်ပြီးသားပဲ။သူနှစ်သင်းပွဲက1-1နဲ့တည်ကြသွားပြီပေါ့။အပွဲဒီမော်ရိုကိုကစားရဲ့ပုံစံတော်တော်ကောင်းလာအထူးသဖြင့်သူတို့ရဲ့ပထမပိုင်းကစားတဲ့ပုံစံအသင်းလိုက်ကစားဟန်တော်တော်လေးကိုကောင်းလာဘရာဇီးတော်တော်ရုံးလိုက်ရတယ် individual skill ကိုအားကိုးနေတော့မယ်ဗီနီစီရဲ့တကူတော်သွင်းကိုနဲ့ပဲသူတို့ကိုးရသွားတယ်အသင်းလိုက်ကစားဟန်မှာမော်ရိုကိုထက်ကိုအားနေနေတော့လို့ပဲထင်တယ်ကျွန်တော်ထင်သွားရင်သူတို့နှစ်သင်းကဒီအုပ်စုပူနေအောင်လူမယ်လို့ထင်တယ်စကော့တလန်ကိုနိုင်မဲ့အသင်းနဲ့ဒီဟေတီကိုဂိုးပိုသွင်းနိုင်တဲ့အသင်းကအုပ်စုပိုရမယ်လို့ထင်တယ်ဗျနောက်တစ်ပွဲကစကော့တလန်နဲ့စကော့တလန်ရဲ့ squad မှာဒီသူတို့ရဲ့ပြည်တွင်းဒီကစားသမားတော်တော်များများရယ်ပရီးမီးယားလိကစားသမားတွေရယ်နောက်စီးရီးရယ်ကစားသမားအနေချင်းရယ်ပါတယ်လူငယ်တွေနဲ့လူကြီးပေါင်းထားတဲ့အသင်းလည်းဖြစ်တယ်လူကြီးတွေရဲ့အတွေ့အကြုံနဲ့ဒီလူငယ်တွေရဲ့တွက်လက်မှုနဲ့အတူမော်ရိုကိုတေချာဒုက္ခပေးလိုက်မယ်မော်ရိုကိုသူ့လို့ရင်တော့အချိန်တိုင်းနိုင်သွားမဲ့ပွဲတစ်ပွဲလို့မြင်တယ်အုပ်စုနောက်ဆုံးပွဲကဟေတီနဲ့ဟေတီကတော့အများကြီးပြောစရာမရှိဘူးအခုသူရင်ဆိုင်ရမယ့်အသင်းတွေကသူရှင်နိုင်မဲ့ level မျိုးမဟုတ်ဘူးဒီပြိုင်ပွဲမှာလည်းအိမ်ဖြည့်အဆင့်တက်ပူပြီးမျှော်လင့်လို့မရဘူးသူတို့အမြင့်ဆုံးလုံးနိုင်တာကဂိုးပြက်တွေမရှုံးဘူးပဲဘရာဇီးကဟေတီနဲ့ပွဲမှာသူတို့ဒီမော်ရိုကိုတဲ့ဂိုးမိုးရွာချနိုင်ပြီးပုံများတယ်အကယ်၍ဒုတိယနေရာနဲ့နောက်တစ်ဆင့်တက်ရင်32သင်းအဆင့်မှာအုပ်စု F ကအုပ်စုပုံနဲ့တွေ့မယ်နယ်သာလန်ဒါမှမဟုတ်ရင်ဂျပန်အဲ့နှစ်သင်းနဲ့တစ်သင်းနဲ့တွေ့နိုင်တယ်နယ်သာလန်ဆိုရင်တော့မော်ရိုကိုတက်မယ်မထင်ဘူးနယ်သာလန်ကရှုံးထွက်အဆင့်ရောက်ရင်အသင်းကြီးနဲ့တွေ့မှထွက်ရတဲ့သဘောမျိုးရှိတော့မော်ရိုကိုတော့သူရှုံးမယ်မထင်ဘူးတကယ်လို့ဂျပန်နဲ့တွေ့ရင်တော့မော်ရိုကိုတက်နိုင်ကြီးရှိတယ်ဒါပေမဲ့မော်ရိုကိုလည်းလွယ်မှာမဟုတ်ဘူးပနတီအဆုံးဖြတ်တီကိုတွားနိုင်တယ်ပြီးရင်ဂျပန်ပြဿနာကျွန်တော်အရှိဗီဒီယိုမှာပြောခဲ့သလိုရှုံးထွက်ရအောင်သူတို့ဘယ်အသင်းနဲ့တွေ့တူကြောင်ပြောင်းတတာဒီချက်ကမော်ရိုကိုတို့အခွင့်အရေးဖြစ်လာနိုင်16သင်းအဆင့်ရောက်ရင်တော့ဒီကိုရီးယားဒါမှမဟုတ်ကနေဒါဒါမှမဟုတ်ဘော့စနီးယားအဲ့3သင်းနဲ့တစ်သင်းနဲ့တွေ့နိုင်ရရှိတယ်3သင်းလုံးမော်ရိုကိုကနိုင်တဲ့အနေအထားမျိုးမှာရှိနေရယ်32သင်းအဆင့်ကမော်ရိုကိုတော့ပိုခက်ခဲနိုင်တယ်16သင်းအဆင့်ရောက်ရင်တော့ဒီကွာတာတက်ဖို့အဲ့လောက်တော့မခက်ခဲလောက်တော့ဘူးထင်တယ်ကွာတာရောက်ရင်တော့ဂျာမနီဒါမှမဟုတ်ပြင်သစ်ဖြစ်နိုင်တော့မော်ရိုကိုနိုင်ဖို့အတွက်တော်တော်လေးကိုအလံဝေးသွားလောက်ပြီဗျအကယ်လို့များဒီအကယ်၍တတိယအကောင်းဆုံးနေရာနဲ့တက်လာရင်အုပ်စု A
E ဒါမှမဟုတ် I ရဲ့ဒီအုပ်စုဘူတွေနဲ့တွေ့မှာဆိုတော့ဖြစ်နိုင်ခြေရှိတာတွေက Ancient Mexico ရဲ့နောက် Germany ရဲ့ဒါမှမဟုတ်ပြင်သစ်အဲ့မှာ Mexico နဲ့ဆိုရင်တော့ခက်ခဲပေမဲ့ဒီနောက်တစ်ဆင့်တက်နိုင်ခြေအများကြီးရှိတယ်။ကျန်တဲ့နှစ်သင်းနဲ့တွေ့ရင်တော့ရှီဝေးမပြောတော့ဘူး။မော်ရိုကိုရေဆက်ချလိုက်လို့ရပြီ။အနည်းချုပ်ရရင်ဒီ risk အရင်များတဲ့တတိယအကောင်းဆုံးနေရာတော့သူတို့သွားကြမယ်မထင်ဘူး။အဲ့တော့ပထမနေရာမရခဲ့ရင်တော့မော်ရိုကိုကဒုတိယနေရာတော့သူတို့မရရအောင်ယုံလာလိမ့်မယ်အဲ့လိုမှလည်းရှုံးထွက်အဆင့်မှာအခြေအနေကောင်းနိုင်ဒုတိယနေရာကိုလည်းရနိုင်ခြေအများကြီးရှိနေရယ်အားကောင်းတဲ့ကစားသမားအစုပွင့်နဲ့ကောင်းမွန်တဲ့ခြေစွမ်းမျိုးလည်းရှိတယ်ဆိုတော့အနည်းဆုံးတော့သူတို့16တင်အဆင့်ကိုတော့ရောက်နိုင်မယ်ထင်တယ်ဒါကတော့မော်ရိုကိုနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်ကိုပြောပြတော့ဖြစ်တယ်ကိုညီကိုရောဘယ်လိုထင်ကြလဲကို့အမြင်တွေကိုလည်းဆွေးနွေးပြသွားလို့ရတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးကျေးဇူးတင်